များပြောသလိုဆိုကျွန်တော်ပြောပြီကျွန်တော်ဖြုံပေးဘူးထားခဲ့မယ်နောက်တော့ငရင်ထက်လုံးတာခင်ဗျာအိမ်ပေါ်ပြုတ်ပြောမယ်သေးမယ်အထက်လားခင်ဗျာအဲ့ဒါဘာဝအတိုင်းပဲပေါ့โอเคကိုပြန်ပြီခင်းနေလုပ်ပေးမှာရုပ်ပြသွားရင်လည်းအဝင်တော့မရှိနိုင်ဘူးเนาะဆက်ပိုင်းเนาะအဲ့တော့နားလဲပေးเนาะဒီအကိုတွေကဒီဘက်ဟုတ်တယ်တယ်เนาะအဝင်ရှိတဲ့သူတွေเนาะဟုတ်တယ်စကားပြောလို့ရတယ်เนาะရတယ်ဆိုပြီးပြီကျွန်မပြောပြမယ်အတက်နိုင်ဆုံးကျွန်တော်ကတော့လုံမှာဟုတ်ကဲ့လို့လုပ်တော့လုံမှာမဖြစ်အောင်လည်းထိမ့်သိမ့်ပါဖြစ်သွားရင်လည်းကျွန်တော်တာဝန်မယူနိုင်ဘူးအဲ့တော့ဖြစ်သွားရင်အဲ့တော့ထိသွားပြီဆိုခင်ဗျားဘာဖြစ်ချင်တာတော့ကျွန်တော်အရင်ပြောကျွန်တော်မြင်နိုင်ပေးမယ်ဘယ်လိုပြောလိုက်လဲပြင်စင်ပေးရပြီမလားရပြီလေဒါပဲလေပြင်စင်ပေးတွတ်တစ်ချက်ပြက်စီးတွတ်တစ်ချက်အမပြင်ပေးလိုက်အုတ်နေရတစ်ချက်ကွဲသွားရင်အုတ်နေတစ်ချက်မှလဲပေးလိုက်ဟုတ်တယ်နော်အဲ့ဒါခင်ဗျားအပေါ်မတောင်းနဲ့တောင်းကြလည်းမရှိဘူးကျွန်တော်ပြောမယ်ဒါတဘာဝဘေးဖြစ်နေတာဘေးရှင်လို့ဖြစ်တာမဟုတ်ဘူးခင်ဗျားပြောသလိုဆိုကျွန်တော်ပြောပြီကျွန်တော်ဖြုံပေးဘူးထားခဲ့မယ်နောက်တော့ငရင်ထက်လုံးတာခင်ဗျားအိမ်ပေါ်ပြုတ်ပြောမယ်သေးမယ်အထက်လားခင်ဗျာအဲ့ဒါဘာဝအတိုင်းပဲပေါ့โอเคကိုပြန်ပြီဟုတ်ပါဘူးဟုတ်ပါအဲ့လိုမလုပ်ပါနဲ့ပြည့်ချက်တောင်းမပြောလိုက်အိမ်ရှင်မတာဝန်ယူတယ်ဆိုတော့လေအားလုံးကတဘာဝပဲဖြစ်နေတာမတရားတော့ကျွန်တော်လက်မခံဘူးဟုတ်ပါဘူးလည်းမယူဘူးကျွန်တော်မတရားလက်မခံဘူးကျွန်တော်ကိုယ်တိုင်လည်းဘယ်သူမှမတရားမလုပ်ဘူးမတရားတော့မလုပ်ကြဟလားဒီချိန်မှာနည်းနည်းကနားလေတာဟုတ်တယ်ဟုတ်တယ်ဒီနိုင်ကြရမယ်သူပလိုက်တဲ့လောက်လာလို့ပေးတာဒုက္ခနင်းကဘင်းဒုက္ခငါနဲ့မဆိုင်ဘူးလို့တွေးလိုက်ကဘာကြီးကဘယ်တော့မှအေးချမ်းလာမှာမဟုတ်ဘူးချစ်နဲ့ကျွန်တော်နဲ့အမျိုးတည်းမဟုတ်